ငါသမီးတွေစားဖို့အရေးကြုံရကြရလောက်ကနေပူမိုးရွာနာသိစေရတဲ့ပြေရုပ်ဘဝတွေမိများသွားပြီလားမေးချကြတာလားဗျာအမေသွေးနဲ့မွေးခဲ့သလိုအဖေချွေးနဲ့ကြွေးခဲ့တာအဖေကိုလည်းပြမထားပါနဲ့ဗျာအမေဒီတွေကြားလိုက်တိုင်းကွယ်အဖေများကိုလည်းအတနာပူလို့ရဲ့ရှင်မအဖေတီးလေးကိုစင်ကဒီဖွဲ့ကြောလိုက်ပါနဲ့အဖေငယ်ရွယ်စဉ်ကလေးဘဝကယူရပိုင်ထွေးအချက်တွေပုံပြီးလို့သာစားချင်တာလေးဝဲကျွေးခဲ့တယ်ဝတ်ချင်တာလေးစင်ပေးခဲ့တယ်ဘဝရဲ့ရှိရဲ့အတပညာလဲ